ကျွန်တော်တို့ရှေးအောင်ဓာတ်ပြားတွေကိုဓာတ်ပြားစက်နဲ့ဖွင့်မှအတန်ထွက်တာပဲဖြစ်ပါတယ်အခုကတော့ဓာတ်ပြားစက်မပါဘဲနဲ့ဒုံးနဲ့ဓာတ်ပြားစက်ကိုထောက်လှည့်ပြီးတော့ကြောပုံစံစက်ကူလုပ်ပြီးတော့ပင်အလေးနဲ့ကြောမှာထောက်ပြီးတော့လှည့်နေတာပဲဖြစ်ပါတယ်အတန်ကတော့မြင်တွေ့တဲ့အတိုင်းပဲထွက်တော့ထွက်တယ်ဒါပေမဲ့ကျွန်တော်တို့ဓာတ်ပြားစက်လောက်တော့မထွက်ဘူးပေါ့ဓာတ်ပြားချက်တွေကိုစမ်းသပ်ကြည့်တာပဲဖြစ်ပါတယ်ကဲအတန်ဘလောက်ထွက်လဲမထွက်လဲဒီချားလေးနားအောင်ကြည့်လိုက်အောင်လေဘုံတော့ကြားတယ်ဒီကကျောင်းမှာ拿了。